များအနေချက်ကြည့်လိုက်တော့ဘာဖြစ်လဲသူများပေါ်မှာမကျင်တဲ့စိတ်တွေမနာလိုစိတ်တွေမဖြစ်ဘူးလားဖြစ်မှာလားအချောက်တဲ့အကုသိုလ်ဖြစ်တယ်နော်အချောက်တဲ့အကုသိုလ်ဖြစ်တယ်အဲ့မနာလိုစိတ်ကကောင်းကျိုးပေးလားမကောင်းကျိုးလားငယ်ငယ်တုန်းကဆရာတော်တစ်ပါးဩဝါဒပေးတာတတိယလို့ပြောလိုက်အောင်မှာဦးဇင်းတို့ကိုရင်တို့သူများပေါ်မနာလိုစိတ်မမွေးနဲ့တဲ့မင်းတို့မွေးခြင်းကြက်မွေးတဲ့ဟောဒုက္ခကိုရင်တွေမျိုးလုံးပြူကုန်ဟာဆရာတော်ကတို့ကြက်မွေးခိုင်းဟုတ်တယ်လေကွာတဲ့မင်းတို့ကြက်မွေးတာအကုသိုလ်တော့ဖြစ်တယ်ကွာတဲ့ဒါပေမဲ့ဥတော်စားရသေးတယ်တဲ့ဟုတ်တယ်နော်အကုသိုလ်ဖြစ်တဲ့ဘာစားသူများပေါ်မနာလို့စိတ်မွေးတာအကုသိုလ်ဖြစ်ပြီးဘာစားမရှုံးလားဟုတ်တယ်နော်ဒါကြောင့်သူများပေါ်မနာလို့စိတ်မမွေးနဲ့မွေးခြင်းဘာမွေးချက်တာမွေးလိုက်နော်အဲ့ဒါဒါမနဲ့အဲ့လိုစကားလေးကတက်တလုံးဆွဲသွားတာနော်ဩဆရာတော်ပြောတာတဲဟုတ်တာပဲဆိုတန်းတယ်မြမနာလို့စိတ်သူများကိုမကြည့်အတူယူအားကြပြီးတော့သူတို့ဘယ်လိုတွေကောင်းတာလုပ်လို့တိုးတက်တာကိုဆိုအဲ့လိုအတူယူအားကြစိတ်တော့ကြည့်ရတာပေါ့မနာလိုနဲ့အပြစ်တင်တဲ့စိတ်နဲ့မကြည့်နဲ့ကိုဘာလိုအပ်နေလဲကိုဘာအားနေနေလဲကြည့်အဲ့ဒါတိုးတက်အောင်နော်